ကျမတို့အင်းထဲမှာမုတ်ဆိုင်ဝင်နေပါတယ်ဒါကတော့ပြည်လာအနောက်တောင်ရွာဖြစ်ပါတယ်ပွဲရနေပါပြီပြီးတော့ကျမတို့နေ့လယ်စာစားဖို့မစ္စတာဒိုဆိုင်ကိုရောက်လာပါပြီအင်းထဲမှာလေတချို့စားတော့ဆိုင်လဲစားဖို့ရတယ်ဒါပေမဲ့ဒီဆိုင်တော့စားမကောင်းလို့ဒီလားဆိုင်ကတော့တော်တော်စားကောင်းတယ်လို့တော့ပြောရမှာပေါ့နော်သူကဆောင်တော်ဦးဖျားနဲ့မျက်နှာချင်းဆိုင်ပါပဲရွာပြီနော်ဘယ်လိုရွာလဲနော်ဘယ်လိုရွာလဲဒီလိုဒီပိုင်းမိုးကတော့အကြီးကျယ်တော့မဟုတ်ဘူးဒါပေမဲ့ရွာနေပါပြီဒီမှာနေရတော့ဖောင်တော့ပြဖြစ်ပါတယ်ခုနကတော့လူရစ်စီတွေတဲ့တကုံကြီးရဲ့ပဲကြောက်ဆက်ကောင်းတယ်ဗျာရမ်းတိုက်လာ Map of Inlaid အောင်တော့ဥပပဲမှာလဲဒါကျမတို့ခုရောက်နေတာကဒီနေရာရဖြစ်ပါတယ်အောင်တော့ဥပကိုတဲ့ဒီ3ယောက်ကတော့ခေါင်းတို့ဦးရဲ့အလှတရားကိုရှင်းစားနေကြပါတယ်ဒါကအီယိုရ5ချက်ဖြစ်ပါတယ်ဆက်ဆက်လေးပေါ့နော်အရင်စားကောင်းတယ်ပြီးတော့ဒါကရေပုံရင်းချိုပဲဖြစ်ပါတယ်လက်စီလေးကြောက်ကြတယ်ဖုန်းဘာလဲစာဖွင့်ထားရဲဆိုလက်တက်လားဝင်လာပါလို့အခုတော့တာဆန်ခလေးကူးပေးပါတော့မယ်လေးကူးပေးပါမယ်ဟောလေးခါအခုရေမအေးတဲ့စားတဲ့ဘူးပေးလိုက်ရလားဟုတ်